ဇလန်းလေးရဲ့အစမှာတော့ရှင်းအောင်ရှာဖွေအဖွဲ့တစ်ခုဟာမြေတချို့တူးနေထူးဆန်းတဲ့အလွှာလေးတစ်ခုရာမောင်ကိုလို့ခေါ်တဲ့အမျိုးသားတွေ့သွားခဲ့ပါတယ်။သူကဘာလဲသူ့စနီယာကိုပြီးတော့အရင်တော့မြုပ်နှံတဲ့အရာတစ်ခုဖြစ်ပြီးခလေးလောင်းပေါ်မှာရွှေဆွေးတွေထက်ကမြုပ်နှံကြီးလာတာလို့ပြောပါတယ်။နောက်နေ့ဆက်ထူတော့ဦးကောင်းခုမှာတွေ့သွားပါတယ်။သူတို့ကစမ်းသပ်ဖို့နောက်မှလုပ်မယ်ဆိုပြီးမိုးရွာလိုတခြားနေရာမှာမိုးသွားခုန်နေတဲ့အချိန်လူတစ်ယောက်ကအပစ္စည်းကိုယူသွားခဲ့ပါတယ်။2019ခုနှစ်မှာတော့အဲ့လူကြီးဆုံးတော့73နှစ်ပတ်လည်နေ့သူ့မိသားစုကနှစ်ပတ်လည်အခမ်းအနားအတွက်သူသမီး2ယောက်နဲ့အမျိုးသမီးဟာအတူပါအလောင်းချတဲ့နေရာကိုသွားနေခဲ့ပါတယ်။သူအမျိုးသမီးကရူမီလို့ခေါ်တဲ့သမီးအငယ်လေးကိုစကားလေးတွေပြောနေရင်ပေါ့။သမီးအငယ်လေးကအမတန်မှလှပပြီးနှစ်နှစ်အရွယ်တဲ့ကနာမည်ကြီးရဲ့လူမျိုးသူကလည်းတော်တော်ချစ်ပါတယ်။ဒါမဲ့သူ့အမကတော့ရဆိုးနေစေဖြစ်ပြီးဘာမှအခွင့်မရခဲ့ပါဘူး။အဲ့ဒါကိုမကြည့်နဲ့လို့သူ့အမေကိုပြောနေတဲ့အချိန်ရုတ်တရက်ရှစ်မယ်ကားအိလာလို့အမြင်ရှောင်လိုက်ရပါတယ်။အဲ့ချိန်မှာလမ်းမရတိုင်အောင်တက်မိသွားပြီးထွေးရသွားပါတယ်။သူနဲ့သူ့အမေကအဆင်ပြေခဲ့ပြီးမြရူမီကတော့လမ်းတိုင်းပြနဲ့ချမ်းမိပြီးမျက်နှာကြီးပြတ်ကျသွားပါတယ်။အဲ့ဒါနဲ့ဆေးရုံသွားပြီးပြတော့ဆရာဝန်ကလာကြည့်မှရမယ်ပြောပါတယ်။သွားကြည့်တဲ့အချိန်မှာပဲရူမီကပြက်ခတ်နေရတဲ့မျက်နှာမှာနောက်မျက်နှာတစ်ခုမြင်လိုက်ရပါတယ်။တဲ့ဆရာဝန်ကတော့အဲ့နေရာပြန်ထွက်လာတယ်လို့ပြောပါတယ်ပြီးတော့ဆရာဝန်ကထက်ရှင်းပြပါတယ်သူ့မဲ့အရေးပြအလွှာတွေအများကြီးရှိနေပြီးသူအသက်ရှိစဉ်ကလေးကအခုချိန်ကြီးလာတဲ့အထိအလွှာတွေတစ်ခုပြီးတစ်ခုရှိလာတာလို့ပြောပါတယ်ပြောရရင်သူ့အသက်20အလွှာ20လောက်အထိပေါ့သူ့မေကလမ်းပြီးဒါဆိုသူ့မျက်နှာအတွင်းမျက်နှာထဲမှာသူငယ်တော့ပိုရှိနေနေသေးတယ်ဆိုတော့ဟုတ်တယ်ပြောပါတယ်ဒါမဲ့ဆရာဝန်ကကုသမှုဆရာနဲ့ဆွမ်းစစ်သေးဆရာတွေရှိတယ်လို့ပြောမလို့ရှိသေးသူ့မေကချက်ချင်းအိမ်ပြန်ခုံမဲ့လုပ်ခဲ့ပါတယ်နောက်တော့ဝီမီအမနဲ့သူ့အမေတို့စကားပြောနေကြပါတယ်။ရင်းမကသမီးတို့ကျင်းစာတက်ခံခဲ့ရတာအဖေကဦးကောင်းကိုရှာတိတ်ခဲ့တဲ့နေတဲ့ကျင်းစာမိသွားခဲ့တာအစသမီးပဲထင်ခဲ့တာဒါမဲ့ရူမီပါရောက်တော့မှမထင်ထားခဲ့ဘူးအမှန်တော့သူကလည်းသွားအလားတွေအများကြီးရှိနေတာပါဦးကောင်းကိုအလားတဲတဲ့နေတဲ့ရူမီနေဖြစ်လို့ကျင်းစာကသူ့စီရောက်သွားတယ်ပြောတာပါနောက်နေ့အရောက်တော့ရူမီကငိုယူပြီးသူတို့ဖြစ်တာသူ့အမကြောင့်လို့ပြောပါတယ်သူ့အမေကကိုပြမပြောပြမယ်ရူမီကစိုးစမ်းတာလည်းကုမီယာနိုင်တဲ့ဟာဆိုပြီးអော်လိုက်ပါတယ်နောက်တော့သူ့အမေကနှစ်နှစ်အရွယ်သမီးလေးကိုရူမီအိတ်နေတော့စကားလေးပြန်ပြောကြည့်ပါတယ်သူ့သမီးခဏလေးကနေပြန်ထွက်မလာမလားဆိုရင်မျောနေချက်နဲ့ပေါ့စရိုက်ပြောပြီးတဲ့နောက်တကယ်ပဲသူ့သမီးတန်ထွက်လာပါတယ်ဒါမဲ့လက်ရှိရူမီမဟုတ်ပဲသူ့ခေါင်းထဲနေလာတာပါအဲဒါကြောင့်သူ့အမေကလက်နဲ့အရေးပြားကိုခါပစ်လိုက်ပါတယ်ခေါင်းနေရူမီမရောက်လာပြီးအမေဘာလို့တာလဲမေးပါတယ်သူ့အမေကလည်းအမြန်လာနှစ်နှစ်အရွယ်ရူမီကအထဲမရှိတယ်ပြောခွာနေပါတယ်သူ့မှာလည်းမတက်နိုင်တဲ့ဆိုအမြင်သွားပြီးခွာလိုက်ရပါတယ်စရိုက်ခွာပြီးတဲ့နောက်ဆုံးနှစ်နှစ်အရွယ်မျက်နှာလေးမြင်လိုက်ရပါတယ်ဒါမဲ့ခဏကြီးနေတော့ခဏမှခွာချလိုက်တော့ကိုတွဲတွေပဲခြံခဲ့ပါပါသူ့မှာတော့ဒါခြေစာပဲဆိုပြီးသူ့အမေကိုပြောပြမယ်သူ့အမေကယူသွားပြီးငါလည်းခြေစာမိနေမှာဒါဆိုငါလည်းငယ်စီမျက်နှာပြန်သွားပြီးသူ့သမီးလေးပြန်မွေးမယ်ဆိုပြီးခွာချလိုက်တဲ့အချိန်အသားပဲခြံခဲ့တာအော်ဟဲ့လိုက်ရပြီးဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်